ဆရာတို့ဒီ2026ခုနှစ်9လပိုင်းဆိုတဲ့ကာလအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေရဲ့ကံဟာအရာရာကအစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ကျော်စောတက်ရှင်သဘောမျိုးတွေကြုံရတဲ့အတွက်မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့ကောင်းတာတွေကိုရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ပြီးတော့စိုးတာကလေးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းရှာဖြစ်ပါတယ်အထူးသဖြင့်ဆိုရင်တော့မိတ်ဆွေတို့လက်ရှိကာလတိုင်းတာမှာတနင်္ဂနွေသားသမီးမိတ်ဆွေများအမှုပညာရှင်တွေ social media တွေ influencer တွေ seller တွေ online social media အဖွဲ့အစည်းအများနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့မိတ်ဆွေတို့အားလုံးဟာရှေ့တိုးပြီးတော့အောင်မြင်နိုင်တဲ့ထွန်းတောက်နိုင်တယ်ဆိုတဲ့ကာလမျိုးတွေရောက်ရှိနေပြီးတဲ့အခါအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးရှေ့တိုးဆောင်ရွက်တာမျိုးတွေအမိထွေခံလုပ်တာမျိုးတွေဦးစီးဦးဆောင်လုပ်တာမျိုးတွေကောင်းမွန်တဲ့အရာလေးတွေမှာဦးဆောင်ဆောင်ရွက်ရှေ့တိုးဆောင်ရွက်လောက်ဆောင်ရင်ကံရဲ့အာသာအထောက်ပံ့ကိုရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိကာလမှာအစဉ်ပြေခြင်းနဲ့ဆန္ဒတစ်ခုခုကိုမျှော်လင့်နေတယ်ဆိုပြီးတော့ဆရာရဲ့တာတော့ကတ်မှာလာပြနေတယ်မိတ်ဆွေတို့ရဲ့ရင်ထဲမှာဘာကိုဖြစ်ဖြစ်မျှော်လင့်ချက်တစ်ခုခုရည်မှန်းချက်တစ်ခုခုကိုအကောင့်ထဲပေါ်ရန်စဉ်းစားတွေးခေါ်နေတာမျိုးတွေဆောင်ရွက်နေတာမျိုးတွေဆိုရင်တော့ကျင်းတွေလှုပ်ဆောင်လိုက်ပါခင်ဗျာအောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေကိုတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာရရှိမဲ့ကာလအပတ်တာကလာအပိုင်းခြားဖြစ်ပြီးတော့မိတ်ဆွေတို့ဘာကိုမဆိုမိမိတို့ဖြစ်ရှင်သောဆန္ဒဖြစ်လို့သောအရာတွေကိုရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်ပါတယ်ခင်ဗျာကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့အသက်ရှူကြက်တာမျိုးတွေမောဟတာမျိုးတွေနှလုံးနဲ့ပတ်သက်တာမျိုးလေးတွေမထင်မဖက်နဲ့ခွဲစိတ်ကုသမှုလေးတွေခံယူရတာမျိုးလေးတွေတတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်အမျိုးသမီးများအနေနဲ့ဆိုရင်တော့တနင်္ဂနွေသားသမီးတွေဒီလတာတော်တွေမှာဆိုရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေအမျိုးသမီးတွေအမျိုးသမီးအကျမ်းမာရေးနဲ့ပတ်သက်သောအရာလေးတွေမှာတတိထားဆင်ခြင်ပြီးတော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါအသွေးသားဆိုင်ရာလုပ်ငန်းတွေငကိုကသွေးတိုးသွေးတက်ရှိတော့မိတ်ဆွေများတတိပြုဆင်ခြင်ရန်လိုအပ်ပြီးတဲ့အခါမပေါ့ဖို့လိုအပ်ပါတယ်အရေးကြီးသော operation တွေခွဲစိတ်မှုကုသမှုတွေပြုလုပ်ဆောင်ရွက်လို့ကောင်းမြင်မဲ့လို့လှကျင်လို့တရားတိုက်ဆိုတဲ့အတိုင်းမထင်မဖက်နဲ့အသားရည်ရည်ပြားနဲ့ပတ်သက်ပြီးတော့ဆေးရလို့ရုပ်လျှောကျင်လို့ skin care တာမျိုးတွေဒါမျိုးတွေဆိုလို့ရှိရင်တော့ဆရာနီမှာဖြစ်နိုင်ဘူးအမှားယွင်းမှုတွေဖြစ်ပေါ်လာတာမျိုးတွေအရေးကြီးဗျာနဲ့ပတ်သက်လို့ယာနာတို့အလားချစ်တို့ဖြစ်တတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရလိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတော့အသက်အားဖြင့်65အထက်တနင်္ဂနွေသားသမီးမိတ်ဆွေများကတော့တွားတဖုံးနဲ့ပတ်သက်သောအရာလေးတွေမှာမထင်မှတ်ဖဲနဲ့ပြဿနာလေးတွေဖြစ်တတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်တော့ဘာကိုမဆိုကိုတိုင်းဦးစီးဦးဆောင်လုပ်ပါညံ့နေတာဘာမှမတွေ့ရဘူးတနင်္ဂနွေသားသမီးမိတ်ဆွေများငွေကြေးနဲ့ပတ်သက်လာရင်ကိုယ့်အတွက်ကိုကတော့ဘာကိုမဆိုကောင်းတယ်လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဆိုတာမျိုးတွေချိတိုးဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပါတယ်လက်လွန်ထားတဲ့ငွေကြေးတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ကိုတိုင်းဦးစီးဦးဆောင်လှုပ်ဆောင်တာပဲဖြစ်ဖြစ်ကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လို့စတင်လှုပ်ဆောင်တာပဲဖြစ်ဖြစ်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်ပါတယ်ခင်ဗျာကိုပိုင်လုပ်ငန်းလှုပ်ဆောင်လို့ရမိတ်ဆွေများအစုရှယ်ယာစုချင်းနဲ့ပတ်သက်ပြီးချိတိုးဆောင်ရလှုပ်ဆောင်တာမျိုးဟာအားသာကောင်းမှုပြီးတော့ကံကောင်းနိုင်တဲ့စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေစံစီစေးစားဆက်တော်ရေးဆိုင်ရာလုပ်ငန်းတွေအလှပရေးဆိုင်ရာလုပ်ငန်းတွေဖန်စီပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအဝေးအစားအထည်အလိပ်အစရှိသောလုပ်ငန်းတွေကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာမျိုးအစုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်လို့အားသာကောင်းမှုတိုးတက်နိုင်ပြီးတဲ့အခါအမှုပညာလုပ်ငန်းဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရတိုးတက်ပြီးတော့ကံကောင်းမှုတွေရရှိနိုင်ပါတယ် OHM မီယာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဝယ်တာမျိုးတွေရောင်းတာမျိုးတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်တော့ယာရုတိုးဖို့ထက်လက်ရှိနေရာမှာစိတ်တိုင်းမကြတာမျိုးတွေယာရုတိုးဖို့ထက်လက်ရှိယာရုလုပ်ငန်းတွေမြေအောင်ကိုတော်တော်စူးစမ်းနေရတဲ့ကာလဖြစ်တဲ့အတွက်ယာရုတိုးဖို့အတွက်တော့အားနည်းစီသောကာလပိုင်းခြားဖြစ်ပြီးတော့ယာရုနဲ့ပတ်သက်ရင်လုပ်ငန်းတူအလုပ်တူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေပေါ်တတ်တဲ့အတွက်တော့မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီလတာတော့တမဆိုရင်တတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုထူးထူးခြားခြားရရှိတာမျိုးတွေကြုံရတတ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာအကျိုးပေးပါတယ်စားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေမှာအကျိုးပေးပါတယ်ခြံထွက်ကုန်ပစ္စည်းတွေစက်မှုဆိုင်ရာလုပ်ငန်းတွေကိုပိုင်လုပ်ငန်းတွေလုပ်ငန်းကနေထွက်ပြီးတော့ကိုတိုင်းလုပ်ငန်းစတင်လှုပ်ဆောင်မဲ့လုပ်ငန်းတွေအတွက်တော့ကိုတိုင်းဦးစီးဦးဆောင်လှုပ်ဆောင်ရင်အားသာကောင်းမှုမြင်တဲ့တိုးတက်ခြင်းနဲ့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီငကိုကမိသားစုထဲမှာနားလည်မှုလွဲနေတာမျိုးအဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများထို့ပြင်မိတ်ဆွေတို့ဒီလတာတော့တမဆိုလို့ရှိရင်အရှုံအောင်ဖြစ်နေတာမျိုးဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ညီကိုမောင်နှမနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေကိုကိုကအဆင်ပြေအောင်စူးစမ်းဆွမ်းဆောင်နိုင်မယ်ဆိုတဲ့လာဖြစ်တဲ့အတွက်တော့တနင်္ဂနွေသားသမီးများအနေနဲ့ဆွေမျိုးသားချင်းညီကိုမောင်နှမနဲ့ပတ်သက်တာတွေမှာဦးစီးဦးဆောင်ဆောင်ရွက်ခြင်းဖြင့်အားသာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစီတော်လာအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်လေကိုယ့်အတွက်ကိုကောင်းတယ်လက်လွန်ထားတဲ့ငွေကြီးတွေပြောဆိုဆောင်ရွက်တာမျိုးလေးတွေ face to face ထိတ်တိုက်ပြောဆိုတာမျိုးတွေအတွက်တော့မိတ်ဆွေတနင်္ဂနွေသားသမီးတွေအတွက်ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေမှာအသေးချာပဲဖြစ်တယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်တော့ယာရုတိုးဖို့ယာရုတက်ဖို့အားနည်းစေတော့ကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင် OHM တွေစတင်စောက်တာမျိုးတွေအတွက်တော့ဒီလမှာသတိထားစီနေရမယ်ကိုယ့်အမိနဲ့စောက်တာမျိုးလေးတွေမှာတပိုင်းတစမပြီးမရဖြစ်တာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ရှိရင်ညံ့တာမျိုးလေးတွေနည်းနည်းလေးကြုံရတတ်တဲ့ကာလပိုင်းခြားဖြစ်တော့ကြောင့်မိတ်ဆွေတို့အနေနဲ့ OHM နေရာထိုင်ခင်းနဲ့ပတ်သက်လို့စောက်လက်စလေးတွေမပြီးမပြတ်ဖြစ်တာမျိုးတွေတပိုင်းတစတိုးလို့တန်လာဖြစ်တာမျိုးလေးတွေသတိပြုစီနေရလိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာမှန်းချက်နဲ့နှမ်းတော့မကိုက်တာမျိုးလေးတွေကြုံရတတ်ပါတယ်ရင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်တာမျိုးလေးတွေလက်စစ်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေမှာဂိုင်းသွဲအသုံးပြုတဲ့မိတ်ဆွေများတတိထားဆင်ခြင်ပြီးတော့ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ဒေါသတကြီးဆုံးဖြတ်တာမျိုးတွေအလင်းစလုံးမောင်းတာမျိုးလေးတွေကိုတတိပြုဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပြီးတော့ရှေလက်အင်္ဂါနဲ့ပတ်သက်ပြီးတော့ထိခိုက်ချနာမှုလေးတွေဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီတစ်ပတ်တာတော့ဒီမှာအဲ့ဒီအချက်လေးတွေကိုတော့အထူးဆင်ခြင်ပေးရလိုအပ်ပါတယ် passport လုပ်ငန်းတွေနိုင်ငံခြားဗီဇာနဲ့ပတ်သက်တာမျိုးတွေ
တတိထားပါလူလိန်ခံရတာမျိုးလေးတွေစိတ်တိုင်းမကြတာမျိုးလေးတွေကြံ့ကြတာမျိုးလေးတွေအကြောင်းအရာမျိုးစုံနဲ့ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေမှာတော့မိတ်ဆွေတို့အနေနဲ့အားနည်းစေသောကာလဖြစ်ပြီးတော့လူလိန်ခံရတာမျိုးတွေဘာသာခြားလူမျိုးခြားတွေ online social media ကနေတိပြီးတော့ယုံကြည်နဲ့ရှိလိုက်တာမျိုးငားလိုက်တာမျိုးယုံကြည်လိုက်တာမျိုးလေးတွေမှာအလိန်ခံရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအရှိန်နဲ့ပတ်သက်ရင်တော့ရှစ်သူလဲရကြီးစားလဲရမိမိရှိသောမျက်နှာတို့သူပြောဆိုလိုက်ပါအဆက်အသွယ်ပြတ်နေတော့တမီးကြီးစားတွေတောင်ပြန်လဲအဆက်အသွယ်ရရှိတာမျိုးထူးထူးခြားခြားဒီလာဟာမိတ်ဆွေတနင်္ဂနွေသားသမီးများဖို့အရှိရင်းနဲ့ပတ်သက်ရင်မိမိရှိသူသောမျက်နှာတို့သူနဲ့ပတ်သက်ပြီးတော့အထောက်အကူကူညီတွေအများစွာရရှိမဲ့ကာလပိုင်းခြားဖြစ်ပြီးတော့တယောက်နဲ့တယောက်တူနဲ့တူနားလည်မှုတွေအားနည်းနေတော့ဒီကာလအတွင်းမှာညှိညင်နေတဲ့တိုင်ပဲဆောင်ရွက်လိုက်ရင်အစဉ်ပြေအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိသွားမှာအသေးချာပဲဖြစ်တော့ပြီးတော့မိမိရှိသောမျက်နှာတို့သူကိုဖွင့်ပြောတာမျိုးပြောဆိုတာမျိုးတွေအမှန်တအားသာကောင်းမှပြီးတော့စံကောစုပ်ကောလက်ကောပွင့်နေသောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာအိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့သားသမီးကိစ္စလေးတွေကြောင့်စိတ်တိုင်းမကြဖြစ်ရတာမျိုးလေးတွေပြီးခဲ့ပြီးသားကိစ္စဖြစ်ခဲ့ပြီးသားကိစ္စလေးတွေကိုတပံပြန်လဲပြီးတော့အသစ်ပြန်ဖြစ်တာမျိုးလေးတွေမိမိရဲ့အိမ်တော်ဘက်ပေါ်မှာတန်လျာများစွာဝင်နေသောကာလပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတနင်္ဂနွေသားသမီးများဖို့ဒီလတာတော်တွေမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်လက်တွေ့မကြဘဲနဲ့မဆွဆွဲတာမျိုးရွဆွတ်တာမျိုးတွေမလုပ်ပါနဲ့ပြီးတဲ့အခါမိတ်ဆွေတို့ဒီကာလတော်တွေမှာအစိုးတွေနဲ့လည်းကြော်စောတက်တဲ့သဘောရှိတဲ့အတွက်အစိုးတွေဖြစ်လာတာမျိုးတပုတ်လေလွန်ပြောခံရတာမျိုးတွေမဟုတ်မှပြောဆိုတဲ့အခါမှာလိုက်လံမရှင်းနေပါနဲ့ရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဖြစ်တတ်တဲ့အတွက်သတင်းစိုးတွေပျောက်ပြက်စေရန်အတွက်ဆရာရေရာလေးပြလိုက်ပါမယ်ခင်ဗျာဈေးထဲမှာဂျင်းတက်ကြီးကြီးလေးတစ်ခုကိုတွားဝယ်လိုက်ဝယ်ပြီးတဲ့အခါပကံများတွေကိုထည့်ပြီးတော့အဲ့ဒီဂျင်းတက်ပေါ်မှာဖျောင်းနိုင်တင်ပြီးတော့ထွင်းမှာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသတင်းစိုးတွေပျောက်ပြက်သွားပါလိမ့်မယ်ခင်ဗျာဂျင်းထဲတာတွေပျောက်သွားအောင်ဂျင်းတက်ပေါ်မှာဖျောင်းနိုင်တင်ပြီးဘာရောင်ထွင်းလို့ရတယ်ဗျာအစိုးအညံ့တွေအားလုံးပြေပျောက်ပြီးတော့အစင်ပြေမှုတွေရရှိလာမှာအသေးချာပဲဖြစ်တယ်သားသမီးနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးတွေသားသမီးပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးလေးတွေနည်းနည်းကြုံရတတ်တယ်လို့မိသားစုကိစ္စလေးတွေမှာဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ဖြစ်စေဆွမ်းနာပြီးခဲ့ပြီးသားကိစ္စလေးတွေကြောင့်အိမ်တော်ရေးနဲ့ပတ်သက်ကတောက်ကဆလေးတွေဖြစ်ရတာမျိုးလေးတွေနားလည်မှုလေးတွေလွဲရတတ်တဲ့အတွက်ကြောင့်မလို့အတွင်းမီးကိုအပြင်ကိုမထွက်စေဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီလတာတော်တွေမှာဆိုရင်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာအတက်နိုင်ဆုံးသူများကိုပြောပြတိုင်ပင်တာမျိုးလေးတွေမှာတတိထားဆင်နေပေးရလိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒီလတာတော်တွေမှာမိတ်ဆွေတို့အနေနဲ့တနင်္ဂနွေသားသမီးများအနေနဲ့ယာရုတိုးဖို့ယာရုတက်ဖို့အားနည်းစေတော့လာဖြစ်ပြီးတော့လုပ်ငန်းသစ်စတင်လှုပ်ဆောင်တာမျိုးအသစ်စတင်တည်ဆောက်တာမျိုးလမ်းဖောက်တာမျိုးအားသာကောင်းမှတိုးတက်နိုင်ပါတယ်ညီကောင်မတို့မှဆွေမျိုးသားအချင်းတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်သောကာလပိုင်းခြားဖြစ်ပြီးတော့ဝေးကွာနေသောအိမ်အောင်ရှင်များအဖို့ပြန်လဲဆက်သွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောအိမ်အောင်ရှင်များပြန်လဲအတူစုံစည်းရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီကာလတော်တွေမှာဆိုရင်တတိထားပြင်ပေးပါရဝေးနဲ့ပတ်သက်တာမျိုးဘာသာစကားတွေနဲ့ပတ်သက်တာမျိုးလေးတွေအားနေပါတယ်ပညာရေးနဲ့ပတ်သက်လာရင်လည်းတစ်ချိန်ထက်တော့ပုံမစူးစမ်းကမှာအောင်မြင်မဲ့ကာလဖြစ်တဲ့အတွက်ဆောင်းမွေးမှာလည်းကြာရှုံးခဲ့တဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့ပြန်လည်ပြီးတော့ထက်ကြိုးစားပါကျင်းသေးအောင်မြင်မှုတွေရရှိမယ်ဆိုတဲ့ကာလပိုင်းခြားကိုရောက်ရှိနေတဲ့အတွက်တနင်္ဂနွေသားသမီးများအနေနဲ့ချစ်တူဆောင်ရလှုပ်ဆောင်ခြင်းဖြင့်ကံရဲ့အထောက်ပံ့ကိုရရှိစေမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေနိုင်ငံခြားကိစ္စယာတုတို့ကိစ္စ passport ကိစ္စ visa ကိစ္စအိမ်ဆောက်တဲ့ကိစ္စလေးတွေမှာတိုးလို့တန်လန်ဖြစ်တတ်တာလွဲရင်ကျန်တာဘာမှညံ့နေတာမတွေ့ရဘဲနဲ့ကျန်တဲ့အရာလေးတွေမှာတော့ဘာလို့မဆိုရှေ့တူဦးစီးဦးဆောင်လုပ်ပြီးတော့ဆောင်ရွက်ဖို့လိုအပ်ပါတယ်ဒီလတာတော့ဒီမှာဆိုရင်မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့ဘာကိုလှုပ်ရွှေနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တူဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးရွှေဝင်တာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်ရင်လည်းဘာကိုမဆိုကြံ့ကြာတုံဆိုင်နေတာမျိုးတဲ့ရှေ့တူဆောင်ရွက်လှုပ်ဆောင်မှာရှေ့တိုးပြီးတော့ပြောဆိုရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်ဒါအပြင်ကိုတိုင်းအမိခံလောက်တာမျိုးဥဆောင်လောက်တာမျိုးအမှုပညာအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်လို့ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ